ဒီနေ့မှာတော့လေမူးတယောက်အနေနဲ့အသက်ရှင်သွားမှာဖြစ်ပါတယ်ကျွန်တော်မောင်းနေရမယ်လေချောင်းလိုင်းကတော့ Virgin Airline ဖြစ်ပါတယ်ဘွားမှာပထမဦးဆုံးလေမူးတယောက်ဖြစ်ရမှာဆိုတော့သိလို့ရှားမှုကတော့တော်တော်ရှိတယ်ဒါစားလည်းများရည်ဆိုတော့ခုပဲစတင်လိုက်ကြရအောင်နောက်တော့နိုးလာပြီပါညာဂိမ်းစောတာများသွားတယ်တနေ့တိုင်းအောင်ထိုးပြီလည်းမသိဘူးအေးနေဦးက9 နာရီအောင်ထိုးပြီခုမှငါတတိရရဲ့ဒီနေ့ကလေမူးတယောက်အနေနဲ့ပထမဦးဆုံးတာဝန်ထမ်းဆောင်ရမှာရှောက်လွာတင်ထားရအောင်ကျင်တော့ဒီနေ့ကစပြီးတော့မောင်းရတော့မှာဒုက္ခပဲကွာငါတော့အချိန်တော့ကြာကုန်တော့ပါပဲနေဦးကလေက7 နာရီမှထွက်မှာခုက9 နာရီဆိုတော့အချိန်တော့ရှိပါရဲ့ကွာဟေးဒုက္ခအဖွားပြင်ရရဲ့စွပ်ပြုတ်ရှိရဲ့အခါလေးတောက်လိုက်တော့မယ်နေဦးဟာတောက်လို့မဖြစ်သေးဘူးငါအရင်ဆုံးရေချိုးရမယ်ပြီးတော့ဘိုက်လည်းနည်းနည်းတင်းနေရဲ့အေးတော့โอเคရေချိုးရမလားဟိန်းသားရင်တဲရမလားဆိုတာစဉ်းစားနေရတယ်ထားလိုက်ပါတော့ကွာရေပဲအရင်ချိုးလိုက်တော့မယ်ရေစိမ်လို့ရှိရင်တော့အချိန်ဆွဲကလေးဖြစ်နေဦးမယ်ကွာထားလိုက်ပါတော့ကွာဒီတိုင်းပဲရေချိုးတော့မယ်ရေချိုးမယ်ဆိုမှပဲခုမှခေါင်းလျှော်ရည်ကိုတိုက်ဆက်ပြာကြီးကုန်နေရပဲကွာငါဝယ်ဖို့မေ့နေရခုကတော့ဒီတိုင်းပုံတုံးကြီးချိုးရတော့မှာပဲမတက်နိုင်ဘူးလေကွာအေးတော့စောနာကြရင်ရေမွေးပဲဆွတ်လိုက်တော့မယ်ဥစ္စာကရေအရင်ချိုးရနည်းနည်းမားလို့ဖြစ်နေရကွာဘုံကအိမ်သားရင်တက်ရမှာဒုက္ခပဲအေးဟာโอเคမနေ့ကစားရပြီဘာလို့လဲကွာငါမမိတော့အနံ့တက်ကတော့စိုးလိုက်တာโอเคငါအိမ်သားတက်တာမကြောက်ဘူးကိစ္စဝိစားတွေဖြည့်ရှင်းပြီးဆိုတော့တစ်ခေါက်ပြန်ချိုးမယ်ပြီးတော့ဝယ်စားလဲပြီးတော့ဒိုးမယ်โอเคလေမူးတယောက်ရဲ့လာစာနဲတာမဟုတ်ဘူးကွာအဲ့တော့အိမ်လားကလည်းပေးနိုင်မယ်ပြီးတော့ခုအစည်းနေရဲ့ကားကိုလည်းအပိုင်းဝယ်နိုင်တော့မယ်လို့မဟုတ်ဆိုရင်တော့အားလုံးကအငားကြီးပဲဖြစ်နေတာအဖွားကလည်းငါအတွက်ဂုံယူလို့ဆုံးမှာမဟုတ်ဘူးအဲ့တော့ခုမှ9 နာရီဆိုအချိန်အများကြီးရှိပါသေးတယ်ကွာအဲ့တော့စွပ်ပြုတ်လေးအေးဆေးတောက်ပြီးတော့အေးဆေးတောက်လို့မဖြစ်ဘူးမြန်ရောက်တာပိုကောင်းလိမ့်မယ်ပထမဦးဆုံးခရီးဆောင်လေရင်တွေကိုမောင်းရမှာဆိုတော့သိတော့လှုပ်ရှားရဲကွာဒါပေမဲ့ပူစရာတော့မလိုပါဘူးငါလေရင်မောင်းတင်တန်းအောင်9 လလောက်တက်ခဲ့ရပဲဖွားလို့ပေးထားရစွပ်ပြုတ်ကတော့တော်တော်ကောင်းတာပဲအဖွားကမျက်စိသာမမြင်တာဒါပေမဲ့အိမ်ထဲကအလုပ်တွေအားလုံးသူ့ဘာသာသူနိုင်အောင်လုပ်နိုင်တယ်ကွာအဲ့တခုတော့အဖွားထူးခြားရဲကွာတကယ်လို့ဒါသူမျက်စိသာမြင်လို့ရှိရင်ဒီထက်ပိုပြီးတော့အများကြီးလုပ်နိုင်အောင်ပါဖွားရေကျွန်တော်တော့ရမယ်ကြမင်းဘယ်တော့မလဲဖွားမေးနေပြီထင်တယ်ဒီနေ့လေးစိတ်ကိုသွားရမှာလေမမီပြီငါမြေလေးလင်းမှုဖြစ်ပြီမလားဟုတ်ပါဖွားရေဖျားကျေးဇူးတော်ပဲကြနေလဲထဲမထားဘူးညမှစက်ကြည့်ရောအောင်မှန်းသိရဲ့ဖွားဘာလို့လဲမစိုးပါဘူးကွာဖွားရေဘာလို့ငုံနေရတော့ကြကျွန်တော်မှဖွားတယောက်ပဲရှိတာမငိုပါနဲ့ဖွားရေးဒီလိုတွေလုံနိုင်တယ်ဆိုတာဖွားရဲ့ကူညီပံ့ပိုးမှုတွေအများကြီးကြောင့်ပါဖွားပေါ်မှာကျေးဇူးအများကြီးတင်ပါတယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်တော့မြေအကောင်းဆုံးကြိုးစားမှာပါမြေပတ်စံတွေအများကြီးရှာမယ်အိတ်ကြလို့ရှိရင်ဒီထက်ကောင်းတဲ့အိမ်ဒီထက်ကောင်းတဲ့နေရာမှာဖွားကိုပို့မယ်ညီရဲ့အကျဉ်းစီတွေထားမြောက်ပါစေလို့အဖွားစုတောင်းပေးပါရယ်ကွယ်ကဲငါမြေလေနောက်ကျနေတော့မှာပဲအမြတ်သွားတော့ဖွားတယောက်တည်းအိမ်မှာဆင်ပြေပါမလားရေအိမ်ကူတယောက်ခေါ်လိုက်ရမလားဗျရပါရဲ့မြေရဲ့သွားကြရှိရတာသွားပါဖွားနေသားကျနေရပြီဟုတ်ကဲ့ဖွားရေအဲ့ဆိုလို့ရှင်လေကျွန်တော်တကားပိတ်ခဲ့မယ်နော်ဟုတ်ပြီဗျဖွားရဲ့စိတ်တန်မာကြောမှုကိုငါအတူယူရမယ်โอเคငါကားသားယူရအောင်မယ်Mr. Rain နေကောင်းလားဗျအိမ်လာကတော့ကျွန်တော်နောက်လာမှပဲပေါင်းရှင်းလိုက်တော့မယ်ဗျMr. Rain ကိုတည်င်းကောင်းတစ်ခုပြောအောင်မယ်ကျွန်တော်အခုဒီနေ့ကစပြီးတော့လေမူးတယောက်ဖြစ်ပြီလားကျွန်တော်ရဲ့ပထမဦးဆုံးလစာနဲ့အိမ်ငါးခါကိုကျွန်တော်နစ်ချုပ်တခါကြီးချုပ်မယ်ဗျလောဆယ်တော့ဒီလအတွက်တော့နည်းနည်းတော့စောင့်ပေးစေချင်တယ်ပြီးတော့နောက်ထပ်အကူအညီတစ်ခုလည်းတောင်းချင်တယ်ဗျတစ်ချက်ကျွန်တော်ရဲ့အဖွားကိုကြည့်ပေးလို့ရမလားကောင်းပါပြီတောင်းလို့ရှိရပြန်ဖွားပါတော့ဟုတ်ကျေးဇူးများကြီးတင်ပါတယ် Mr. Rain အခုကျုပ်ကိုခွင့်ပြုပါအိမ်ရှင်ကတကယ်သဘောကောင်းတယ်ကွာတခြားနေရာမှာဆိုအဲ့လိုရမှာမဟုတ်အေးရ
ခုမှမနေ့9နာရီခွဲလောက်ပဲဆိုတော့လူကတော့တိတ်ရှိအောင်မှမဟုတ်ဘူးဒါပေမဲ့နေတော့တော်တော်ထွက်ပြီကွာဒီနေ့ရုံးပိတ်ရက်ဆိုတော့လူမထွက်တာလည်းဖြစ်လောက်မှာပါဒီကနေပြီးတော့အငားကားရှိရဲ့နေရာကိုသွားရမယ်တိတ်တော့မဝေးပါဘူးကားတွေတစ်စီးငားရလဲကွာဒုက္ခတစ်မျိုးပဲကိုပိုင်ကားလေးတော့လိုချင်မိရဲ့ကွာโอเคအငားကားရှိရဲ့နေရာတော့ရောက်ပြီကုတ်လူနေကောင်းလား အေး ဒီနေ့အတွက်အငားကားကိုဖြူထဲကယူမယ်ပတ်စံကိုတော့နောက်လာမှပဲပေါင်းရှင်းမယ်နော် အေးရပါရဲ့ကွာကိုလူချင်းချင်း thank you my man မင်းညကားနောက်ခန်းထဲမှာဖုန်းများကြံခဲ့မလားစစ်နေတာမတွေ့ဘူးအေးကွာဒါဆိုရင်ကဖုန်းကိုဘယ်မှာထားခဲ့မိပါလဲအချိန်မရှိတော့ဘူးနည်းနည်းလက်မပြတ်မယ်ရပါတယ်ဖုန်းမရှိလဲကားထဲမှာ GPS ပါပါတယ်အဲ့ဒါနဲ့ပဲသွားလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကဲကိုလူရေးကျုပ်သွားအောင်နော် ဟုတ်ပြီပြေးသွားအောင်နော် Okay ခုကတော့အရာအားလုံးတော့အကျွင်းနဲ့ယူလို့ရနေသေးတယ်ကွာလေမူးတယောက်ဆိုတော့အားလုံးကလည်းအထင်ကြီးကြရလဲဖြစ်မှာပေါ့ Okay အဲ့တော့ပထမအဆုံးရရဲ့လာစာနဲ့အရင်ဆုံးတော့အိမ်ငါးခါကိုနစ်ချုပ်အနေနဲ့စာချုပ်မယ်ပြီးကြမှာကားကိုစီစဉ်ကြရပါခုမောင်းနေတဲ့ကားကလည်းမစိုးပါဘူးကွင်းထဲတော့ရောက်ပြီဒါပေမဲ့ငါမောင်းရမယ့်လေယာဉ်က Virgin Airlines ဆိုတော့ဘယ်ဥစားလဲပုံထဲမှာတော့အနီရောင်ပါကွာဒီဟာလည်းမဟုတ်သေးဘူးဟုတ်တယ်ဒါငါလေရင်မဟုတ်ဆက်သွားရအောင်မြန်မာလူကြီးကလေရင်ကြီးကဒါလည်းမဟုတ်သေးဘူးကွာနည်းနည်းဆက်သွားကြရအောင်Virgin Airlines ကဒီဘက်မှာမရှိဘူးလားတေချာပါလေကွာငါနေရာမမောင်းအောင်okay ရှိပါပါဟုတ်ပြီအိုးရှင်းပါပဲတွေ့ပြီ okay နေဟာလေနားမှာကားရက်လို့တော့မရဘူးကတော့တောက်တလွဲလုံးမိပြီမရက်ပါနဲ့အဲ့တော့ဒီမျက်ပင်တွေကြားမှာပဲတောက်ချထားလိုက်ရောမယ်ဘယ်သူမှလည်းခိုးမှာမဟုတ်ပါဘူးနေဟာဒီကားကငါကားမဟုတ်ကတကယ်လို့တောက်သွားလို့ရှိရင်ဒုက္ခချိန်ကောင်းမဟုတ်ဘူးလေကွာဘာလို့မိုးရွာလာတာတော့မိုးတော့အများကြီးတော့မဟုတ်ပါဘူးဒါပေမဲ့နည်းနည်းတော့ဟွာဖြစ်တယ်ပုံတိုင်းသားဝင်မလားမသိဘူးအဲ့ဆိုလို့ရှိရင်လေထွက်လို့ရပါမလားခုချိန်ထိကတော့ passenger တွေတရားမှတော့ရောက်မလာသေးဘူးကွာဒီလိုဆိုရင်တော့လေထွက်လို့ရမလားမသိဘူးရပါတယ်ကွာဒါတာမန်မိုးရွာတာပါပဲဘာမှတော့မဖြစ်တော့ပါဘူးအဲ့တော့ငါလင်းထဲကနေပဲစောင့်နေလိုက်တော့ဟေးခင်ဗျားဘာလုပ်တော့ဗျလင်းအောက်မှာဘာလုပ်နေရတော့ လေယိုစစ်ဆေးနေရပါ ညာလင်းကိုစစ်ဆေးနေရဟုတ်ပြီဗျဒါနဲ့ကျွန်တော်တခုလောက်မေးလို့ရမလားဒီနေ့လင်းထွက်ပါမလား ဒီနေ့လေယာဉ်ထွက်ပါမယ်။ passenger တွေကတော့မိနစ်20နဲ့ရောက်လာပါတော့မယ် တော့မေးလို့ကျေးဇူးပါဒါနဲ့စောနာလင်းကျင်းနေရတခုများ error ဖြစ်လို့များလား ။ဘာမှမဖြစ်ပါဘူး။ဒီတိုင်းစစ်ဆေးနေရပါ ကောင်းပြီဗျဒါနဲ့ကျွန်တော်တခုလောက်အကူအညီတောင်းလို့ရမလားဟိုမှာရက်ထားရဲ့ကားကျွန်တော်ကားပါခုအချိန်မရှိတော့လို့ကျင်းနိုင်ရဲ့ကားပါကင်မှာထိုးပေးလို့ရမလားဗျ ။ဟုတ်ပြီ။စိတ်ချပါ။တို့ထိုးပေးလိုက်မယ် ကျေးဇူးများတင်ပါတယ်ဗျာလင်းကတော့ Virgin Airlines ဆိုတော့တော်တော်မိုက်တယ်ကွာ Okay လင်းရဲ့အတွင်းပိုင်းကတော့ဆက်ရှင်းမှုတော့ရှိရကွာထိုင်ကုန်တို့တော့အများကြီးပဲဒါပေမဲ့okay passenger ရဲ့အိတ်တွေကတော့မထည့်ထားသေးဘူးမိနစ်20နေလို့ရှိရင်တော့သူတို့ရောက်လာမယ်မိနစ်30လောက်ဆိုရင်တော့ထွက်လို့ရလောက်ပါပြီအဲ့တော့လင်းကတစ်ချက်စစ်ဆေးရမယ် Okay လင်းကတော့ကောင်းပါရဲ့ပြောစရာမရှိပါဘူးဒါပေမဲ့တခုတို့ကနည်းနည်းတော့နှိမ့်တယ်ကွာလင်းကနည်းနည်းကျင်းတယ်လို့ခံစားရတယ်ဒါပေမဲ့ဒါကလည်း private jet ပုံစံဆိုတော့လေလက်ခံလို့ရပါတယ်နောက်ခန်းကလည်းတန်ရှင်းမှုရှိရယ်လေဝင်တန်းတွေကအခုထက်ထိတက်မလာကြသေးဘူးလားကွာတို့ကလည်းငါတက်တောင်စိုးနေပါလားကွာမိုးရွာလို့ဖြစ်လောက်မယ်ကွာအေးစေးငိမ့်နေတာဖြစ်လောက်မှာပေါ့ဒါပေမဲ့အဲ့လိုတော့မလုပ်သင့်ဘူးကွာအလုပ်ပေါ်မှာတော့သစ္စာရှိမှရမယ်အေးကွာလင်းမဲတွေရောလင်းဝင်တန်းတွေရောတယောက်မှတက်မလာကြသေးဘူးဒုက္ခပဲငါတယောက်တည်းလင်းပေါ်မှာတကယ်ကွာ Okay ဒါပေမဲ့ပိတ်ထားလိုက်မယ်တော့လို့မရအောင်နောက်ကျရင်သူတို့ဝင်လာလို့ရှိရင်ပြန်ဖွင့်လို့ရတယ်ဒါဆိုရင်တော့မိုးရေတွေဝင်ကုန်ပါနေတယ်မိုးရွာလို့နည်းနည်းနောက်ကျရလဲဖြစ်မှာပေါ့ Okay ထဲထဲကနေပဲစောင့်နေလိုက်မယ်ဟိုရှင်းတာပေါ့ကငါတယောက်တည်းပဲမောင်းရမှာလားတကယ်ကွာလေမှုကနေရောက်ရှိရမှာလေကွာအခုကဘယ်လိုဖြစ်တာတော့ကွာ
အေးပေါ်လေးတယောက်တည်းလဲကျုံးမယ်ကွာစောင့်နေရအချိန်အားဖြင့်တော့လွန်ကုန်ပြီကွာခုတက်ဒီတယောက်မှရောက်မလာကြသေးဘူးလားကွာတကယ်ကွာငါတော့စိတ်